တစ်ချိန်ကရွှေရောင်လင်းလက်ခဲ့တဲ့လွတ်လပ်ရေးအိမ်မက်တွေနဲ့အတူစတင်ခဲ့တဲ့နိုင်ငံတစ်နိုင်ငံအရှိတောင်အာရှရဲ့ကျက်တရေဆောင်တယံဇာတကြိုဝပြီးယဉ်ကျေးမှုမွေးနေ့တွေပြည့်နေနေတဲ့မြေဒါပေမဲ့အဲ့အိမ်မက်တွေဟာမကြခင်မှာပဲမှောင်မိုက်တဲ့ရေတွေအောက်ကိုရောက်ရှိခဲ့ရပါတယ်ဒီနေ့မှာတော့မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်းစစ်ဆိုးရတို့ဘလို့အုပ်ချုပ်ခဲ့တယ်လဲဘလို့ဖြစ်ရတွေကမြန်မာသမိုင်းကိုပုံဖော်ခဲ့တယ်လဲဆိုတာကိုစိတ်ဝင်စားဖွယ်နှိစက်ပြီးတော့မှဖြစ်ပါတယ်1962ခုနှစ်မတ်လ2ရက်နေ့ဟာမြန်မာဒီမိုကရေစီစနစ်ဒီကုန်းချုပ်သွားတဲ့နေ့တစ်နေ့ပါ။ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့တပ်မတော်ဟာအရသာဆိုရစီကနေအာဏာကိုသိမ်းယူခဲ့ပြီးမြန်မာဆိုရှယ်လစ်လမ်းစဉ်ကိုတက်သွင်းခဲ့ပါတယ်။ဒီအာဏာသိမ်းမှုဟာမြန်မာနိုင်ငံရေးနဲ့စီးပွားရေးကိုစစ်တပ်ရဲ့လွှမ်းမိုးချုပ်ကိုင်မှုအောက်အလုံးစုံရောက်ရှိသွားစေခဲ့ပါတယ်။အာဏာသိမ်းပြီးလပိုင်းအကြာဇူလိုင်လမှာပဲရန်ကုန်တက္ကသိုလ်ကကျောင်းသားတွေရဲ့ဆန္ဒပြမှုတွေကိုစစ်တပ်ကပြစ်ခတ်နှိမ်နင်းခဲ့ပြီးတမိုင်းဝင်ကျောင်းသားသမဂ္ဂအဆောက်အအုံကိုလည်းဒိုင်းနမိုက်နဲ့ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ထိုအချိန်ကစပြီးတက္ကသိုလ်အားလုံးကိုနှစ်ကျော်ကြာပေးထားခဲ့ရကနေမြန်မာလူထုရဲ့ပညာရေးစနစ်ဟာကြာဆင်းမှုစတင်ခဲ့ပါတယ်။စီးပွားရေးကိုကြည့်ရင်လည်းနိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်းတွေကိုပြည်သူပိုင်သိမ်းပြီးနိုင်ငံတကာနဲ့အဆက်အသွယ်ဖြတ်တောက်ခဲ့တဲ့အတွက်နိုင်ငံခြားကုန်သွယ်မှုတွေအကြီးအကျယ်ထိုးကျသွားခဲ့ပါတယ်။ရလဒ်အနေနဲ့1989ခုနှစ်မှာမြန်မာနိုင်ငံဟာကုလသမဂ္ဂရဲ့ဖွံ့ဖြိုးမှုအနေဆုံးနိုင်ငံ ADC စီးရင်ဝင်ဘဝကိုရောက်ရှိသွားခဲ့ရပါတယ်။စေဆိုရရဲ့အဆိုအရဆုံးစီမံခန့်ခွဲမှုတွေတည်းတစ်ခုကတော့ပြည်သူလူထုရဲ့စုဆောင်းငွေတွေကိုတရားမဝင်ကြီးညာခဲ့ခြင်းပါပဲ။1989ခုနှစ်မှာဗိုလ်ချုပ်ကြီးနေဝင်းဟာသူယုံကြည်တဲ့နံပါတ်9နဲ့ကိုက်ညီအောင်ဆိုပြီး45ကျပ်တန်းနဲ့90ကျပ်တန်းငွေစက်ကူတွေကိုရုတ်တရက်ထုတ်ဝေခဲ့ပါတယ်။ဒါအပြင်ရင်းထုတ်ထားတဲ့ငွေစက်ကူတွေကိုတရားမဝင်ကြောင်းကြီးညာပြီးသိမ်းဆည်းခဲ့တာကြောင့်ပြည်သူတွေရဲ့စုဆောင်းထားတဲ့ငွေကြေးတွေဟာတညာထဲမှာပဲတန်ဖိုးမဲ့သွားခဲ့ပါတယ်။ဒီဖြစ်ရဟာပြည်သူတွေရဲ့ဒေါသကိုအမြင့်ဆုံးထိဆွပေးခဲ့ပြီးနောက်ဆက်တွဲဖြစ်ပျက်တွေရဲ့အစလည်းဖြစ်ပါတယ်။စီးပွားရေးကျဆင်းမှုတန်းအာဏာရှင်စနစ်ရဲ့ဖိနှိပ်မှုတွေနဲ့ငွေစက်ကူဖျက်သိမ်းမှုတွေကြောင့်ပြည်သူတွေရဲ့ဒုက္ခဟာအထွတ်အထိပ်ကိုရောက်ရှိခဲ့ပါတယ်။အထူးသဖြင့်ကျောင်းသားတွေရဲ့ကျောင်းလာကအတွက်စုဆောင်းထားငွေတွေပြာကျသွားခဲ့ရတဲ့ကြောင့်ကျောင်းသားတွေရဲ့ဒေါသဟာပေါက်ကွဲထွက်လာခဲ့ပါတယ်။ဒီလိုဆိုရတဲ့အခြေအနေတွေကြောင့်1988ခုနှစ်ဩဂုတ်လ10ရက်နေ့မှာသမိုင်းဝင်ရှေးလေးလုံးရေခင်းကြီးပေါ်ပေါက်လာခဲ့ပါတယ်။ကျောင်းသားရဟန်းရှင်လူပြည်သူသိန်းပေါင်းများစွာလမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပြီ။စစ်တပ်ကတနက်နဲ့တက်တက်ပြစ်ခတ်နှိမ်နင်းခဲ့တာကြောင့်လူပေါင်း3000ကနေ1000အကြားတည်ဆုံးခဲ့ရပါတယ်။ဒီရေခင်းဟာမြမသမိုင်းမှာအမောင်မိုင်ဆုံးစာမျက်နှာတစ်ခုဖြစ်တဲ့မှတ်တမ်းဝင်ခဲ့ပါတယ်။ရှေးလေးလုံးရေခင်းကိုရဲဆက်ဆက်နေပြီးနောက်နဝတာ SLORC နဲ့နောက်ပိုင်းမှာနာအဖ SPDC ဆိုတဲ့အမည်သစ်တွေနဲ့စစ်အစိုးရဟာအာဏာကိုဆက်လက်ချုပ်ကိုင်ထားခဲ့ပါတယ်။အနာဂတ်နိုင်ငံရေးအုံကြွမှုတွေကိုတားဆီးဖို့အတွက်စစ်အစိုးရဟာစာသင်ကျောင်းတွေနဲ့တက္ကသိုလ်တွေကိုနှစ်ပေါင်းများစွာထပ်မံပိတ်ထားခဲ့ပါတယ်။ကျောင်းသားလူငယ်တွေစုဝေးနိုင်မှုကိုဖြိုခွဲဖို့အတွက်တက္ကသိုလ်တွေကိုမြို့ပြင်ဝေးလံခေါင်ပြတဲ့နေရာတွေကိုပြောင်းရွှေ့ပစ်ခဲ့ပြီးပညာရေးလွတ်လပ်ခွင့် Academic Freedom ကိုပြင်းပြင်းထန်ထန်ကန့်သတ်ခဲ့ပါတယ်။ဒီကာလတွေအတွင်းမှာမြန်မာလူထုရဲ့စီးပွားရေးဟာအကျင့်ပြတ်ခြစားမှုတွေစစ်တပ်ရဲ့လွှမ်းမိုးချုပ်ကိုင်မှုတွေအောက်မှာပုံမကျဆင်းခဲ့ရပါတယ်။ဒါအပြင်ပြည်သူရှစ်သိန်းခန့်ဟာအာရမလိုအားပေးခိုင်းစေမှု Post Labor ကိုခံခဲ့ရပြီးနိုင်ငံရေးရာဖန်ဆီးထောင်ချခံရမှုညှဉ်းပန်းနှိပ်စက်ခံရမှုစတဲ့လူ့ခွင့်ရေးချိုးဖောက်မှုပေါင်းစုံကိုနေ့စဉ်နဲ့အမျှရင်ဆိုင်ခဲ့ရပါတယ်။တိုင်းရင်းသားဒေသတွေမှာလည်းအခြေအနေဟာလွန်ဆိုးဝါးလာပါတယ်။စစ်တပ်ရဲ့ပြန်လည်ဖြတ်မှုဝါဒကြောင့်ရွာပေါင်းများစွာမိရှုတည်စည်းခံခဲ့ရပြီးပြည်သူများအပြားအသက်ဆုံးရှုံးခဲ့ရပါတယ်။2011ခုနှစ်မှာတော့မြန်မာနိုင်ငံဟာစစ်ဆိုးရတရားအုပ်ချုပ်မှုအောက်ကနေရဲသားအစိုးရစီအသွင်ကူးပြောင်းရေးကိုစတင်ခဲ့ပါတယ်။သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရလက်ထက်မှာနိုင်ငံရေးစီးပွားရေးပြည်ပြောင်းလဲမှုတချို့ကိုလှုပ်ဆောင်ခဲ့ပြီးကမ္ဘာအလယ်မှာမြန်မာနိုင်ငံရဲ့ပုံရိပ်ဟာတဖြည်းဖြည်းပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။2015ခုနှစ်ရွေးကောက်ပွဲမှာဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့မြို့သားဒီမိုကရေစီဖွဲ့ချုပ် NLD ကပြတ်သက်နိုင်ရပြီးအစိုးရတည်တရကိုဖွဲ့နိုင်ခဲ့ပါတယ်။ဒါဟာမြန်မာနိုင်ငံအတွက်ဒီမိုကရေစီခေတ်ရဲ့ညှို့လင်းချက်ရောက်တဲ့ပြည်သူတွေလည်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီညှို့လင်းချက်တွေဟာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာတော့ရုတ်တရက်ပြောက်ကွယ်သွားခဲ့ပါတယ်။တမတော်ကဝေးစုချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့တမတော်ဟာ2020ရွေးကောက်ပွဲပြည်မသမမှုကြောင်းပြချက်နဲ့အာဏာကိုပြန်လည်သိမ်းယူခဲ့ပါတယ်။ဒီအာဏာသိမ်းမှုဟာမြန်မာနိုင်ငံကိုနောက်ထပ်အမောင်တစ်ခုစီကိုပြန်လည်တွန်းပို့ခဲ့ပြီး
ပြည်သူတွေရဲ့ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကိုလည်းအကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။လက်ရှိချိန်မှာတော့မြန်မာနိုင်ငံဟာပြည်တွင်းစစ်မီတွေတောက်လောင်နေပြီးပြည်သူတွေကြားတိုက်ပွဲတွေပြင်းထန်နေပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့စစ်အစိုးရတပ်တွေကြားမှာလည်းနေ့စဉ်နဲ့အမျှတိုက်ပွဲတွေရှိနေခဲ့ပါတယ်။လူဦးဒေါ်လာရေးကြီးဟာမြန်မာသမိုင်းရဲ့အရေးကြီးဆုံးအလှည့်ပြောင်းတစ်ခုဖြစ်လာမလားဆိုတာကိုတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။မြန်မာနိုင်ငံဟာလွတ်လပ်ရေးရပြီးနောက်ပိုင်းစစ်အစိုးရဆက်ဆက်အုပ်ချုပ်ခဲ့ရပုံနဲ့ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်တွေဟာမှောင်မိုက်ပြီးနာကျင်စရာကောင်းတဲ့သမိုင်းမှတ်တမ်းတွေပဲဖြစ်ပါတယ်။ဒီသမိုင်းတွေကနေကျွန်တော်တို့ဘာတွေသင်ခန်းစာယူနိုင်မလဲ။ပထမအချက်အနေနဲ့အာဏာရှင်စနစ်ဟာနိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုဘလို့ရပ်တန့်စေပြီးပြည်သူလူထုရဲ့ဘဝတွေကိုဘလို့ဖျက်ဆီးနိုင်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရပါတယ်။ပညာရေး၊စီးပွားရေးနဲ့လူမှုရေးကဏ္ဍအလုံးမှာဆယ်စုနှစ်ပေါင်းများစွာနောက်ကျကျန်ရစ်ခဲ့ရတာဟာစစ်အာဏာရှင်စနစ်ရဲ့အကျိုးဆက်တွေပါ။ဒုတိယအချက်အနေနဲ့မြန်မာပြည်သူတွေရဲ့ဒီမိုကရေစီနဲ့လွတ်လပ်ခံတဲ့ညှို့လင်းချက်တွေရုန်းကန်မှုတွေကတော့ဘယ်တော့အခါမှသိဆုံးသွားခဲ့ခြင်းမရှိပါဘူး။မျိုးဆက်တစ်ခုကနေတစ်ခုကိုလက်ဆင့်ကမ်းပြီးအာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ခေတ်မီဖွံ့ဖြိုးတဲ့နိုင်ငံတော်တည်ဆောက်ရေးအတွက်ကျွန်တော်တို့ဆက်လက်တိုက်ပွဲဝင်နေကြဆဲဖြစ်ပါတယ်။ဒီသမိုင်းသင်ခန်းစာတွေကနေတစ်ဆင့်အနာဂတ်မှာဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးကိုအမှန်တကယ်ရရှိနိုင်ဖို့နိုင်ငံသားတိုင်းရဲ့အခွင့်အရေးတွေလေးစားခံရဖို့ဖွံ့ဖြိုးတိုးတက်တဲ့မြန်မာနိုင်ငံအသစ်ကိုတည်ဆောက်နိုင်ဖို့ပြောလျင်ဒီနေ့ရဲ့တင်ဆက်မှုကိုဒီမှာပဲညီကုန်းချုပ်လိုက်ပါတယ်။နားဆင်ပေးကြတဲ့ပြည်သက်တူချင်းကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။